မိတ်ဆွေတို့အနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီရဲ့ coding ကိုစပြီးတော့လုပ်နေတယ်ကိုက coding ကိုစိတ်ဝင်စားတယ်ဆိုရင်ဒီရဲ့ website ကိုတစ်ချက်လေးကြည့်တင်တယ်ပေါ့နော်ဆိုတော့ဒီရဲ့ website ကကျတော့ဗာလဲဆိုရင်ကျွန်တော်တို့ဒီရဲ့ Ultimate Coding Resort link ဆိုပြီးတော့ရှိရပါတော့ဆိုတော့ဒီထဲမှာကျွန်တော်တို့ကဘာတွေပါလဲဆိုရင်ကျွန်တော်တို့ဒီမှာစာအုပ်တွေပါတယ်ပေါ့နော်ကျွန်တော်တို့စာဖတ်ချင်တဲ့သူတွေဆိုရင်ကျွန်တော်ဒီမှာစာအုပ်တွေဒီရဲ့ list အလိုက်ရေးထားပေးတယ်အကယ်လို့ဒီရဲ့စာဖတ်တာပဲမဟုတ်ဘူးကျွန်တော်တို့ဒီမှာ course လဲကျွန်တော်တို့ကြည့်ချင်တယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာဘာတွေပါလဲဆိုရင်100ပေါ့နော်100 from an interview question တွေပြီးလို့ရှိရင်ကျွန်တော်ဒီမှာ100 algorithm challenge တွေရှိမယ်ဒီ Harvard CS50 လည်းရှိရပေါ့နော်ဆိုတော့ course တွေပဲမဟုတ်ဘူးကျွန်တော်တို့ဒီမှာ site တွေပေါ့နော်ကျွန်တော်တို့အသုံးဝင်တဲ့ site တွေကျွန်တော်တို့ free code ကန်တခြားဟာတွေပေါ့နော် coding ကိုဘယ်လိုမျိုးဘယ်ကနေလေ့လာလို့ရမလဲဆိုတာကိုဒီမှာ site တွေလည်းပါတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီရဲ့ site ထဲမှာကျွန်တော်တို့ဒီမှာ coding platform နဲ့ဒီမှာ algorithm platform ဆိုပြီးတော့ရှိတယ်တချို့ကျတော့လည်းဒီရဲ့ site ပဲမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ဒီမှာ site ထဲမှာအများကြီးရှိတယ်အကယ်လို့ YouTube channel တွေတွားပြီးတော့ကြည့်ချင်တယ်ပေါ့နော် YouTube channel ဆိုကြည့်ချင်တယ်ဆိုဒီမှာ list တွေအများကြီးလုပ်ထားပေးတာပေါ့နော်ဆိုတော့ဒီလိုမျိုးပဲပေါ့နော်ကိုလူချင်တဲ့ပုံမှာတည်ပြီးတော့ကျွန်တော်တို့ဒီရဲ့ရှာပြီးတော့မှကျွန်တော်တို့က resource အနေနဲ့ကျွန်တော်တို့ယူသုံးလို့ရတယ်ဆိုတော့ဒီရဲ့ website နာမည်ကကျွန်တော် Ultimate Coding Resource List လို့ခေါ်ပါတယ်ဆိုတော့ဒီလိုမျိုး resource sharing video တွေကိုထပ်ပြီးတော့မှကြည့်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ Facebook page ကို like and follow လုပ်သွားလို့ရပါတယ်